加油加油စီထဲသည်加ဆိုတာပေါင်းတာလို့လည်းပြောပါတယ်油ဆိုတာစီပါ加油站加油站ဓာတ်ဆီဆိုင်အောင်ခေါ်တာပါ商店商店ကုန်ပစ္စည်းအရောင်းဆိုင်ကိုခေါ်ပါတယ်店店ဆိုတာဆိုင်ကိုခေါ်တာပါ幼儿园幼儿园မူကြိုကျောင်းကိုခေါ်တာပါ旅馆旅馆တဲခိုခန်းကိုပြောပါတယ်电影电影ရုပ်ရှင်မှာ电影院电影院ရုပ်ရှင်ရုံကိုခေါ်တာပါ消防站消防站မိသက်စခန်းကိုခေါ်ပါတယ်公安局公安局ရဲစခန်းကိုပြောတာပါ飞机场飞机场လေယာဉ်မြန်ကွင်းမှာ飞机飞機လေယာဉ်မြန်ကိုခေါ်ပါတယ်飞ဆိုတဲ့စာလုံးတစ်လုံးနဲ့ပြန်တယ်ကိုပြောတာပါမိုးပေါ်ကိုပြန်တယ်ကိုပြောတာပါ火车站火车站ဘူရာယုံမှာ火车火车မီးရထားကိုခေါ်ပါတယ်火ဆိုတဲ့စာလုံးတစ်လုံးနဲ့မီးကိုပြောပါတယ်车ဆိုတာကတော့ကားစက်တက်ရင်ကိုခေါ်ပါတယ်